Long time ago, .kmh. Survived the log truck accident. But when he realized that death. Was coming for him, he became afraid and stayed in his house for 20 years. In the end, he died completely. But after his life. Was restored, he came back to life. This time. Death has come to Katie. Death is coming for Katie. Oh, ဒီနေ့ဆိုရင်ငါအဖေဒီကိုင်းတော့လိုက်လာနှစ်ပေါင်း20အောင်ပြည့်ပြီပဲဒါပေမဲ့ထားပါလေသူ့လုံးရောက်သွားတယ်ငါအဖေခုဘေးနေရာမှာဘာလုပ်နေမလဲငါလည်းမသိရဘူးမမေမှာကေပါတဲ့သူကိုပြင်းပြားကရောက်လာပြီကေဆိုမှတော့ငါပဲရှင်ပေါ့ဒါပေမဲ့ကေမိတ်ကငါရဲ့အဖေကြီးသူငါအလဲလားမသိဘူးဖိုက်ပါအဲ့ဒါရသူကအဲ့ဒါကိုလေသူ့အဖေငါဖိုးကယ်ဗင်ကသူစောက်ပေးထားတယ်အဲ့စာထဲမှာရေးထားတွေ့တယ်အဲ့စာကိုရေးစဲမှာခဏသိမ်းထားပါတယ်တဲ့အဲ့စာကိုငါတွားယူရေးစကန်တော့ပြီးခွင့်ပြုရင်ငါတွားယူရမယ်တွားယူမရမယ်တွားယူရမယ်အဲ့စာကိုတွေ့မှာတမိုင်းကြီးချင်းမင်းငါတိဟုတ်ပြီလည်းပြန်သွားယူမယ်စကမ်မိုးကမှာစကမ်မိုးရှိလားဒီနေရာလေးမှာစကမ်မိုးရောဟုတ်ကဲ့ထိုင်မယ်နော်ထိုင်မယ်ထိုင်မယ်ရတယ်ဟုတ်ကဲ့ထိုင်ပါမယ်ဆိုတော့လိုင်းကိစ္စကထွေထူးတော့ဟုတ်ပါသိရင်တရားဘယ်လိုသိရင်တရားဟောဟိုတခါကဒီလုံးကအစီအစဉ်နဲ့လုံးမြောက်ခဲ့တဲ့ KFH ဆိုတဲ့ဘိုးတော်လားဟုတ်ပါအဲ့ဒါကျွန်တော်အဖေလေးသူစောက်သူကလွတ်မြောက်သွားရဆိုမှန်တာပေါ့သူလုံးဝလွတ်မြောက်သွားတာအဲ့တော့ဖြစ်တဲ့တစ်လုံးကအစီအစဉ်နေပြီးသူလုံးယူသူလွတ်မြောက်လိုက်တာငါတကယ်အော်တယ်ကျွန်တော်ဖေတော့ကန်ကောင်းနေတိုင်းပဲဒီစင်းနဲ့မှသူကလုံးဝပါနေတိုင်းမဲ့သူလွတ်မြောက်ခဲ့တိုင်းမဲ့သူအိမ်မှာသူနှစ်ပေါင်း20ကြာသူနေခဲ့တယ်သူကဘယ်ရောက်လို့ဘယ်ပေါက်နေလဲတော့မသိဘူးတိုင်းမဲ့သူကရှိသေးတယ်ကျွန်တော်ဖေရှိနေတယ်မြင်ရတကူသိနေတာလေငါတော့စုံစမ်းရအောင်မင်းဖေရှိနေရတော့ငါလုံးဝမသိဘူးသူတိတ်တော့မှသူ့စီမှာဟိုကပေးတာလို့စားလို့ဟုတ်တယ်အဲ့ဒီစားကိုပေးထားတယ်သူကထပ်ပြီးဖြည့်ထားတာရှိတယ်ပြမယ်ဒီစားပဲလေဒီစားပဲဒီစားလေးကိုကျွန်တော်အင်ယူလို့ရမလားလို့ရတယ်ကိုတပည့်လည်းရတယ်ကျွန်တော်အဲ့ဒီတည်းကကျွန်တော်အဖေရဲ့တမိုင်းညံကိုကျွန်တော်အကုန်ပြန်ပြီးကြည့်ရလို့အင်ရောက်မှလည်းအပို့ပဲငါအခုလေတမိုင်းညံကိုပြုတ်ပြပေးမယ်ကဲဒီမှာငါပြမယ်သာသူ့ရဲ့စာရွက်သူကအစီအစဉ်ဖြစ်ပြီးတော့နိုမီနာဆိုရေးပေးထားတဲ့စာရွက်ဘောပဲနဲ့ပြမယ်ဒီမှာ2020ခုနှစ်တုန်းကအဲ့တုန်းကမင်းအဖေရဲ့အဖေမင်းအဖိုးကိုကယ်ဗင်အစီအစဉ်ဆက်ရဖြစ်တယ်အာယုံရပြီးတော့သူလုံးမြောက်ခဲ့တယ်2023မှာလူ၄ယောက်ရုပ်ချင်းစင်တူရဲ့လူ၄ယောက်သေဆုံးသွားခဲ့တယ်2025ဟုတ်ပါဘူးဒီ2025ပြောဒီ2025စားလာကယ်ဗင်အစီအစဉ်တိုင်းမင်းဖို့တည်သွားတယ်ကကြီးနဲ့စိုက်ခံရတယ်ဆိုပါလေဟုတ်တယ်နောက်ဆုံးတစ်ခေါက်မှာတော့ Kevin မြေကြီးရဲ့ Mace မင်းအဖေ Lottery accident survive လွတ်မြောက်ခဲ့တယ် Stay his home နှစ်ပေါင်း20ရာနေခဲ့တယ်2045ထိ20ရာနေခဲ့တယ်ခုဒီနေတော့မယ်နောက်တစ်ယောက်ကဘာတူလဲတွေးထားရှိတယ် That this can be for start with letter K ကင်းနဲ့စားရလို့တယောက်ကိုတွေ့တယ် K ကဘာတူလဲ Kelvin premonition 1 နဲ့ That is coming for Katie ဆိုမင်းမလားဟုတ်တယ်အဲ့ဒါကျွန်တော်ပဲ
ဆိုရင်ကျွန်တော်စီပြီးရင်တည်းကလုံးဝရောက်လိုက်ပေါ့ပြောမယ်ဆိုရင်တော့သူပြောရရအကုန်မှန်တယ်ကွာ KD ရဲ့ friend Kelly တဲ့မင်းတငယ်ချင်း Kelly စီကိုရောက်ပါပြီဘာဆိုင်လို့လဲကျွန်တော်ရဲ့တငယ်ချင်းနဲ့ KMA နဲ့မ KMA နဲ့ Kevin နဲ့ဘာမှမျိုးမှမတော်တာမသိဘူး be careful for 3ထားပါချက်ကတတာလွယ်အိတ်တဲ့ chain ကြိုးတွေ3ထားပေးပါနောက်တစ်ခုထပ်လာမယ် promotion 2ကဒီတစ်ခါမင်းသေးပြီးမှ तू ကပုံဆွဲပေးမယ်တဘောနားလေနော်ဟုတ်နားလေ Kelly's brother နဲ့ Kelly's cousin နောက်ဒီကြောင့်မဖြစ်မယ်ဟုတ်ပါကျွန်တော်ဆိုအိုက်စာကိုကျွန်တော်ယူသွားလိုက်မယ်နော်ဟုတ်ကဲ့ဒါရဲ့လို့ဟိုးရင်တော့ဖြစ်ခဲ့တဲ့ဟာတွေပေါ့ဟုတ်ပါပြီ